အားလုံးပဲမင်္ဂလာပါ AutoCAD Drafter Community ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ပြည့်စုံဖြိုးပါအဲ့တော့ဒီနေ့ day 1အနေနဲ့ကကျွန်တော်ကဒီ basis exercise တွေဆွဲရမှာလိုအပ်တဲ့ command လေးတွေကိုကျွန်တော်၄ခုလောက်ပြပြထားပေးတယ် day 1အနေနဲ့ဘာပြောပြပေးပါမလဲဆိုတော့ဒီ AutoCAD နဲ့ drawing တွေဆွဲတဲ့အခါမှာလိုအပ်တဲ့ဒီ basis command တွေကိုစပြီးတော့ပြောပြပေးပါမယ်ဒါမှသာကျွန်တော်တို့ကဒီ basis command တွေသေချာသိမှ drawing တွေဆွဲရတာအဆင်ပြေမှာဆိုတော့ပထမဆုံး command လေးခုကိုကျွန်တော်က line ရယ် cycle ရယ် train ရယ် extend ရယ်ဆိုပြီးတော့ရွေးထားပေးတယ်ဒီကောင်တွေကိုကြာကျွန်တော်တို့က command လို့ခေါ်တယ်ဒီ command ရဲ့အတူကောက်ကိုကြာတော့ကျွန်တော်တို့က shortcut လို့ခေါ်တယ် line ရဲ့ shortcut ကကြာတော့ A cycle ရဲ့ shortcut ကကြာတော့ C train ရဲ့ shortcut ကကြာတော့ TR extend ရဲ့ shortcut ကကြာတော့ ES ပေါ့ drawing တွေဆွဲတဲ့အခါမှာဒီ shortcut ကိုရိုက်ပြီးတော့လဲဆွဲလို့ရသလိုအပေါ်ကဒီ ribbon ထဲက tools တွေကိုသုံးပြီးတော့လဲဆွဲလို့ရတယ်ဒါကတော့ကိုအားအသန်တဲ့နည်းနဲ့ကိုကြိုက်သလိုကိုသိချမ်းသာသလိုဆွဲလို့ရတယ်ကျွန်တော်ကတော့အများဆုံးအားဖြင့်ဒီအပေါ်က ribbon ထဲကနေယူသုံးပြီးတော့ဆွဲတာများတယ်ပေါ့လေဒါမှတစ်ခါလေးကြားလို့ရှိရင်တော့ကျွန်တော်လဲဒီ shortcut ရိုက်ပြီးတော့သုံးတာမျိုးလည်းရှိတယ် Okay ပထမဆုံး command တစ်ခုအနေနဲ့ line ရဲ့ shortcut ကကြတော့ A enter ဆိုတော့ keyboard ကနေပြီးတော့ A enter ဆိုပြီးရိုက်လိုက် line command ထဲကိုဝင်သွားပြီ specify first point နဲ့ first point ပြပါတဲ့ကျွန်တော် first point ပြတယ်ပြီးရင် specify next point ကိုတွားခြင်းတဲ့ဘက်ကို point လေးပြသွားတယ်ဆိုတော့ line လေးရသွားပြီအကယ်၍ကိုကဒီ line command ကိုဆက်ပြီးတော့မသုံးချင်တော့ဘူးပြန်ထွက်ချင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ escape key လေးနှိပ်ပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ command window ထဲမှာပေါ့နော်ဒီ command window ထဲမှာ line command ကဆက်ပြီးတော့မရှိတော့ကိုနောက်ဆုံးသုံးခဲ့တဲ့ command ကိုပြန်သုံးချင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ကျွန်တော်တို့ enter ခောက်ပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ line command ကိုဝင်သွားပြီ specify first point nex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 t point ပြီးရင် escape line တွေဆွဲတဲ့နေရာမှာကျွန်တော်ကဒီစောင်းပြီးတော့မဆွဲဘဲနဲ့ဒီ horizontal အတက် vertical အတက်ဆွဲခြင်းတယ်ဆိုလို့ရှိရင် status bar တွေကနေပြီးတော့ auto mode ဆိုတဲ့အကောင်လေးကိုဖွင့်ပေးရပါတယ်ဒီကောင်လေးကိုကျွန်တော်တို့က status bar လို့ခေါ်တယ်ဒီ status bar ထဲမှာဆိုလို့ရှိရင် auto mode ဆိုတဲ့အကောင်လေးရှိတယ်ဒီကောင်လေးကို click တစ်ချက်ချပြီးတော့ဖွင့်ပေးလိုက်မယ်ဒီ auto mode ဆိုတဲ့ကောင်လေးကအပြောင်လေးလင်းသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ line တွေဆွဲတဲ့အခါမှာဒီ vertical အတက်တောင်းမလို့ရှင် horizontal အတက်အတိုင်းပဲကျွန်တော်တို့ဆွဲလို့ရတော့မယ် line ကိုယူဒီကကျွန်တော်က line ဆွဲတဲ့အခါမှာအပေါ်က ribbon နဲ့သုံးပြီးတော့ဆွဲသွားရနော် line ကိုယူတယ် specify first point ပြတယ်ဒီနေရာမှာကျွန်တော် line ကိုဘလို့မှစောင်းပြီးတော့ဆွဲလို့မရတော့ vertical အတက်တိုင်းသွားမယ်ဒီ horizontal အတက်တိုင်းသွားမယ် next point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  အကေကိုကဆက်ပြီးတော့မဆွဲချင်တော့ဘူးဆိုလို့ရှိရင် escape first point ပြတယ်ဒီတစ်ခါ line ဆွဲတဲ့နေရာမှာကျွန်တော်က distance တန်ဖိုးအတေးကြားနဲ့ဆွဲချင်တယ်ဆိုလို့ရှိရင် first point ပြပြီးတဲ့အချိန်မှာကိုသွားချင်တဲ့ဘက်ကို direction ပြကဲကိုကညာဘက်ကိုသွားမယ်ဆိုလို့ရှိရင်ညာဘက်ကို direction ပြထားပြီးရင် distance တန်ဖိုးတစ်ခုပေးရမယ်30ထည့်လိုက်ကျွန်တော် keyboard ကနေပြီးတော့30ဆိုပြီးရိုက်ပေးလိုက်တယ်ပြီးလို့ရှိရင် enter ခောက်တယ်ဆိုတော့ဒီ line ဒီdistance တန်ဖိုး30ရှိတဲ့ line တစ်ချောင်းပြသွားတယ်enter first point ပြတယ်ဒီ line လေးရဲ့ end point ကနေပဲကျွန်တော်စကြလိုက်30 enter 30 enter 30 enter ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ line command လေးသိမှထင်ပါတယ်နောက်ထပ် command တစ်ခုကကြတော့ cycle shortcut ကကြတော့ C enter အပေါ် ribbon ထားသုံးမယ်ဆိုလို့ရှိရင် home tab draw panel ထဲမှာဆိုလို့ရှိရင် cycle လေးရှိပါတယ် cycle ဆွဲတဲ့နေရာမှာကျွန်တော်တို့ဒီ radius တန်ဖိုးပြပြီးတော့လဲဆွဲလို့ရတယ်ဒီ diameter တန်ဖိုးတွေနဲ့လဲဆွဲလို့ရတယ်2 point 3 point distance radius နဲ့လဲဒီမျိုးစုံဆွဲလို့ရတယ်ပေါ့ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ကဒီ cycle ဆွဲတဲ့အခါမှာ radius တန်ဖိုးဆွဲရနဲ့ diameter တန်ဖိုးနဲ့ဆွဲရနဲ့ကိုပဲကျွန်တော်တစ်ချက်ပြပြပေးပါမယ်အပေါ် ribbon ထဲကသုံးမယ်ဆိုလို့ရှိရင်ဒီ cycle အောက်မှာ down arrow လို့ကျွန်တော်တစ်ချက်ကလေးချလိုက်center radius ရဲ့
center diameter ရရှိတယ် center radius ကကြတော့ကျွန်တော်တို့ဒီ cycle တွေဆွဲတဲ့အခါမှာ radius တန်ဖိုးပေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ center radius နဲ့ဆွဲကြရတယ်ပေါ့ center diameter ကကြတော့သူကဒီ cycle တွေရဲ့ diameter တန်ဖိုးကိုပေးထားတဲ့အခါမျိုးမှာကျွန်တော်တို့က center diameter နဲ့ဆွဲတယ် center radius ကို click တစ်ချက်ချလိုက်မယ် specify center point for cycle specify center point for cycle ဆိုတော့ cycle ရဲ့ center point ကိုပြပါပေါ့ကိုကြိုက်တဲ့နေရာမှာပြလို့ရတယ် center point ပြမယ် specify radius of cycle or diameter cycle ဆွဲတဲ့အခါမှာကျွန်တော် radius တန်ဖိုးနဲ့ဆွဲချင်တာဖြစ်တဲ့အတွက် radius တန်ဖိုးထည့်လိုက်ရုံပဲ30 n လို့ကျွန်တော်ထည့်လိုက်မယ်ဒီ cycle ဒီ radius တန်ဖိုး30ရှိတဲ့ cycle ဖြစ်သွားပြီ center center point ပြမယ် radius တန်ဖိုးထည့်မယ်10 n ဒီကောင်ဒီ radius တန်ဖိုး10ရှိတဲ့ cycle ဖြစ်သွားပြီ center center point ပြမယ်ဒီ line လေးရဲ့အောက်မှာဒီမှာကျွန်တော်ပြပေးလိုက်မယ် radius တန်ဖိုးထည့်မယ်20 n ဒီ cycle ဒီ radius တန်ဖိုး20ရှိတဲ့ cycle ဖြစ်သွားပြီ center နောက်တစ်ခုကကြတော့ကျွန်တော်က diameter တန်ဖိုးနဲ့ဆွဲခြင်းတယ် diameter တန်ဖိုးနဲ့ဆွဲဖို့အတွက်ဆိုလို့ရှိရင်သူက specify center point for cycle လို့ပြောထားတဲ့အတွက်အရင်ဆုံးတော့ကျွန်တော်တို့က center point ကိုပြပေးရမယ် center point ပြတယ်ပြီးလို့ရှိရင် specify radius of cycle or diameter တဲ့ cycle ဆွဲတဲ့နေရာမှာကျွန်တော်က diameter နဲ့ဆွဲချင်တာဖြစ်တဲ့အတွက် diameter ဆိုတဲ့ကောင်လေးကို click တစ်ချက်ချပေးရမယ်ပြီးရင် diameter တန်ဖိုးထည့်မယ်40 n ဒီ cycle ဒီ diameter တန်ဖိုး40နဲ့ဆွဲထားတဲ့ cycle လေးရပါတယ် center center point ပြတယ် diameter နဲ့ဆွဲချင်တာဖြစ်တဲ့အတွက် command window ကနေပြီးတော့ diameter ကိုတစ်ချက် click ချတယ်10 n ဒီကောင်ဒီ diameter တန်ဖိုး10ရှိတဲ့ cycle လေးရပါတယ်နောက်တစ်ခုကကြတော့ trim ရယ်ကျွန်တော် extend ရယ်ပေါ့နော်ဒီကောင်တစ်ခုကိုကျွန်တော်တစ်ခါတည်းတွဲပြီးတော့ပြောလိုက်မယ် trim ဆိုတာကကြတော့အစိပ်ပိုင်းလေးတွေကိုဖြတ်တောက်ပေးတာဘယ်လိုနေရာမျိုးမှာသုံးလဲဆိုတော့ကျွန်တော်ထားမှာတော့ဒီ cycle တွေကိုဖြတ်ဝင်နေတဲ့ဒီ line လေးကိုကျွန်တော်က trim ခြင်းတယ်ပေါ့နော်ဒီ line လေးကျွန်တော်ဖြတ်ခြင်းတယ်ဒီ line ကိုသာ select မှတ်ပြီးတော့ delete နဲ့ဖြတ်လိုက်မယ်ဆိုလို့ရှိရင်ဒီအောက်က line လေးပါပြတ်သွားမှာအခုကကြတော့ကျွန်တော်ကဒီ cycle ကိုဖြတ်နေတဲ့ line လေးပေါ့နော်ဒီအထဲကိုဝင်နေတဲ့ line လေးကိုပဲဖြတ်ချင်တာဖြစ်တဲ့အတွက်ဒီအစိပ်ပိုင်းတွေကိုဖြတ်တောက်တဲ့အခါမှာကျွန်တော်တို့က trim ဆိုတဲ့ command ကိုသုံးပေးရမယ် trim ရဲ့ shortcut ကကြတော့ tr under အပေါ် ribbon ထဲကသုံးမယ်ဆိုလို့ရှိရင်ဒီ home tab modify panel ထဲမှာဆိုလို့ရှိရင်ဒီ trim ဆိုပြီးတော့ကကြီးပုံစံလေးနဲ့ရှိတယ်အဲ့တော့ကျွန်တော်အခုလောလောဆယ်ပုံလေးခဏလောက်ဆွဲထားလိုက်အောင် okay ရ tr under ကိုဖြတ်ရှင်တဲ့အစိပ်ပိုင်းလေးကို select မှတ်လိုက်မယ် select မှတ်တယ် select မှတ်တယ်တခုရှိတာကကိုကဒီအစိပ်ပိုင်းတွေကိုဖြတ်ထောက်တာဖြစ်တဲ့အတွက်ကိုဖြတ်ထောက်မဲ့အစိပ်ပိုင်းအတွက်ဒီ boundary ရှိဖို့တော့လိုလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ဗျာကျွန်တော်ကဒီ line လေးကိုကျွန်တော်ဖြတ်ရှင်တယ်ပေါ့ဒီ line လေးမှာကျတော့ကျွန်တော်တို့က boundary မရှိဘူးပေါ့နော်ဒီဘက်မှာကျွန်တော်တို့တခုခုကာထားမျိုးမရှိဘူးဒီဘက်မှာတော့ရှိတယ်ပေါ့ဆိုတော့ boundary မရှိတဲ့အတွက်သူကဒီ line တစ်ချောင်းလုံးဖြတ်သွားတယ်ဒီ line တစ်ချောင်းလုံးဖြတ်သွားတယ်ဒီ line တစ်ချောင်းလုံးဖြတ်သွားတယ်ဒီဘက်ကကောင်လေးကျတော့သူကဒီ cycle ပေါ့နော်ဒီ cycle ရဲ့အဝန်းနဲ့ဒီ line ရဲ့ဒီနားလေးမှာသူက boundary ရှိတယ် boundary ရှိတာဖြစ်တဲ့အတွက်သူကဒီကြားထဲအစိပ်ပိုင်းလေးကိုဖြတ်တောက်လို့ရတယ်အစိပ်ပိုင်းလေးတွေဖြတ်လို့ရတယ်ဒီနားလေးလည်းကျွန်တော်တို့ trim နဲ့เนาะဒီကောင်လေးကျွန်တော်တို့ trim သုံးပြီးတော့ဖြတ်လို့ရတယ်ဒီနေရာမှာဒါဗျာကျွန်တော်ကဒီ line ကို select မှတ်ပြီးတော့ delete နဲ့ဖြတ်လိုက်မယ်ဆိုလို့ရှင်ဒီဘက်ကဒီနားမှာရှိတဲ့ line တွေပါပြတ်သွားမှာဆိုတော့ဒီကြားထဲအစိပ်ပိုင်းလေးပဲဖြတ်တောက်ခြင်းနဲ့ဆိုလို့ရှင်ဒီဟာ under ဆိုပြီးတော့ trim နဲ့ဖြတ်တောက်လို့ရတယ်ဒီဟာ under နောက်တဲ့ command တစ်ခုကကြတော့ extend ဆိုတော့ extend ရဲ့ shortcut ကကြတော့ ex under ဆိုတော့ခုလောလောဆယ်ကျွန်တော်ကဒီ trim command နဲ့ဝင်ထားတယ်เนาะ tr under ဆိုပြီးတော့ကျွန်တော်က trim command နဲ့ဝင်ထားတယ် trim command နဲ့ဝင်ထားတဲ့အချိန်မှာ extend လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ command ကိုပြန်ပြီးတော့ထွက်စရာမလို trim command ဝင်ထားတဲ့အချိန်မှာ extend လုပ်ချင်တယ်ဆိုလို့ရှိရင် shift key လေးကိုဖိပြီးတော့ဒီ keyboard က shift shift key လေးကိုဖိပြီးတော့ကျွန်တော် extend လုပ်လို့ရတယ်ဒီ extend လုပ်တဲ့နေရာမှာကျွန်တော်တို့ဒီတွားပြီးတော့ဟောเนาะဒီ sorry ex under
ဒီ extend လုပ်တဲ့နေရာမှာကိုတိုးကျင်တဲ့ဘက်ကို extend လုပ်ကျင်တဲ့ဘက်ကို select မှတ်ပေးရမယ်ကျွန်တော် TR under ဆိုပြီးပြန်ဝင်ထားလိုက်မယ်ဒါ TR under train command နဲ့ဝင်ထားတဲ့အချိန်မှာကျွန်တော် extend လုပ်မယ် shift key လေးကိုဖိရမယ်ဒါကကျွန်တော်ကဒီ train command နဲ့ extend command နဲ့ဆိုတာအပြန်အလှန်ဆက်ဆက်နေတာပေါ့ဒီ train command ဝင်ထားတဲ့အချိန်မှာကျွန်တော်က extend လုပ်ချင်တာဖြစ်တဲ့အတွက် shift key လေးကိုဖိပြီးတော့ဒီဘက်ကိုတိုးမှလားဒီဘက်ကိုတိုးမှလားကို boundary ရှိတဲ့အထိကိုတိုးသွားပြီးလို့ရတယ် shift key လေးကိုတော့ဖိထားပေးရမယ် extend ပြီးရင် extend boundary ရှိတဲ့အထိကိုတိုးသွားပြီးလို့ရတယ်ဒီဘက်ကိုတိုးမှလားဒီဘက်ကိုတိုးမှလား shift key လေးကိုဖိပြီးတော့ကိုတိုးချင်တဲ့ဘက်မှာတစ်ချက်ကလေးချလိုက်အကယ်ကိုကဒီ train command နဲ့မဟုတ်ဘဲနဲ့ရိုးရိုးတန်းတန်းဒီ extend shortcut သုံးချင်တယ်ဆိုလို့ရှိရင်ရတယ်ဒါကကျွန်တော်ကအခုဒီဟာပြောပြသွားတာကဒီ train command ဝင်နေတဲ့အချိန်မှာ extend လုပ်တာကိုပြောပြသွားတာကျွန်တော် extend shortcut ကကြတော့ AX enter အပေါ် ribbon ထားသုံးမယ်ဆိုလို့ရှိရင် home tab modify panel ထဲမှာဆိုလို့ရှိရင် train ဆိုပြီးတော့ဒီကကြီးပုံစံလေးရှိတယ်ဒီက down arrow လေးကိုတစ်ချက်ကလေးချပြီးတော့ဒီ extend command ကိုသုံးလို့ရတယ်ဒီမှာဆိုလို့ရှိရင် extend ဖြစ်သွားလိမ့်မယ်ကိုတိုးချင်တဲ့ဘက်မှာတစ်ချက်ကလေးချမယ် extend နဲ့ကိုတိုးချင်တဲ့ဘက်မှာတစ်ချက်ကလေးချတယ်အကယ်ကိုကဒီ extend command ဝင်နေတဲ့အချိန်မှာလဲ train လို့ရတယ် train ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနလုပ်သလိုပဲ shift key လေးကိုဖိပြီးတော့ train လို့ရတယ် train လိုက်ပြီ train လိုက်ပြီ train လိုက်ပြီဒါကျွန်တော် extend command ဝင်ထားတဲ့အချိန်မှာ train ချင်တာပေါ့နော် train တာဖြစ်တဲ့အတွက်ဒီ shift key လေးကိုဖိပြီးတော့ကျွန်တော် train သွားတယ်ဆိုတော့ဒီ command လေးခုကိုကျွန်တော်တို့သဘောပေါက်လောက်မယ်ထင်ပါတယ်ဒီကောင်တွေက drawing ဆွဲတဲ့နေရာမှာလည်းလိုအပ်တာဖြစ်တဲ့အတွက်တေချာလေးလိုက်ပြီးတော့လေ့ကျင့်ထားစေချင်ပါတယ်ဆိုတော့ဒီနေ့တော့ကျွန်တော်ဒီနေရာမှာပဲ break ထားလိုက်ပါမယ်ကျွန်တော်နောက်နေ့မှာလည်းဒီ basic command တွေအပြင်တခြားဒီ sharing video လေးတွေပါတင်သွားပေးဖို့ရှိတဲ့အတွက်ကျွန်တော်တို့ page ကို follow လုပ်ခဲ့ပြီလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ